ရှမ်းပြည်နယ်အတွင်းမိဒေးနေထိုင်ကြသောပြည်အောင်စုဖွာတရားဝင်ရှမ်းမျိုးနွယ်စု33မျိုး၏ဝတ်စားစင်ရင်မှုနှင့်အဆောင်အယောင်များတတိုင်ထဲမျိုးနွယ်စုကြီးအုပ်စုရှမ်းကြီးရှင်းရရှမ်းတလီရှမ်းကြောက်တိုင်းလုံထဲလွင်တိုင်းလေးထဲလေးတိုင်းနေထဲလီမောရှမ်းမာရှန်ကုံရှမ်းခန်ရှန်ခန်ဒီရှမ်းခန်တီရှန်ယွန်းလောရန်လောအမျိုးသားဝတ်စုံအဖြူရောင်တို့အယောင်နုရင်စစ်လက်ရှိအင်ဂျီကိုဝစ်ဆင်ပြီးရိုးရာအထုံးကျဲသည်များတက်ဆင်ထားသည်အောက်ပိုင်းတွင်ခါးပုံစောထွက်ပြီးခြေမျက်စိအထိရှည်လျားကအလွန်ပွားရရှိသောရှမ်းပေါင်းဘီပွားကိုဝစ်ဆင်ကြသည်အမျိုးသမီးဝတ်စုံကိုလုံးပေါ်ရင်စေသောခါတိုရင်ဖုံးအင်ဂျီလက်ရှိကိုဝစ်ဆင်ကအောက်ပိုင်းတွင်ခြေမျက်စိဖုံးသည့်အထိရှည်လျားသောပိုးထမီသို့မဟုတ်ခြီထမီကိုတက်ရက်စွာဝစ်ဆင်ကြသည်အဆောင်အယောင်အမျိုးသားများသည်ပေါ်ဝါဖြူကောင်းပေါင်းပေါင်းလေးရှိပြီးခါရင်ငွေကားကိုစောင့်တက်ကြသည်အမျိုးသမီးများမှာငွေစံထိုးငွေကားပတ်များနှင့်အိုးကိုဝါကိုဆလွယ်တိုင်းချုံကတင့်လည်အောင်ဆင်ရင်ကြသည်နှစ်ပလောင်နှင့်ဒနောအုပ်စုပလောင်ဖဝံပလဲဖဲလ်ဒနောဒန်အောင်အမျိုးသားဝတ်စုံအနက်ရောင်သို့မဟုတ်အပြာရည်ရောင်ရှိသောရိုးရရင်စစ်လက်ရှိအင်ဂျီကိုဝတ်ဆင်ပြီးအောက်ပိုင်းတွင်တွာလာရလွယ်ကူသောရှမ်းပေါင်းဘီပွားကိုတွဲဖက်ဝတ်ဆင်ကြသည်အမျိုးသမီးဝတ်စုံအနက်ရောင်ရိုးရရင်စစ်အင်ဂျီလက်ရှိကိုဝတ်ဆင်ကရင်ဘတ်နှင့်အင်ဂျီအနားသက်များတွင်အနီရောင်အဝတ်စဖြင့်အနားကွတ်ထားသည်အောက်ပိုင်းတွင်အနီရောင်အခြေခံသည့်ကြက်ခုတ်ထမီတို့ကိုဝတ်ဆင်သည်အဆောင်အယောင်အမျိုးသမီးများ၏ထူးခြားချက်မှာခါတွင်တစ္ဆေကွင်းနှင့်ကြေးကွင်းများကိုအထက်ထပ်ပတ်ထားခြင်းဖြစ်သည်လေပင်တွင်ငွေလေပင်ဆုပ်ဆင်ရင်ပြီးခြေသလုံးတွင်အဝတ်ခြေစုံများကိုအမြဲပတ်ထားလေးရှိသည်သုံးဒနုတောင်ရိုးနှင့်အင်းသားအုပ်စုဒနုဒန်နုတောင်ရိုးထန်ဒီယာအင်းသားရင်သာအမျိုးသားဝတ်စုံရင်စစ်လက်ရှိနှင့်ပစိုးသို့မဟုတ်ဘောင်းဘီပွားကိုဝတ်ဆင်သည်အင်းသားအမျိုးသားများသည်ညီတို့၏ကိုယ်ပိုင်အမတ်အသားဖြစ်သောအညိုရောင်ဝတ်စုံကိုအလေးထားဝတ်ဆင်ကြသည်အမျိုးသမီးဝတ်စုံလက်ရက်ကန်းထိပ်ရက်လုထားသောရင်ဖုံးအင်ဂျီနှင့်လက်ရက်ကန်းဒီဇိုင်းများပါသောထမီကိုမြမဆန်းဆန်းဝတ်ဆင်ကြသည်အဆောင်အယောင်အင်းသားများမှာဝါဖြင့်ရက်လုသောရှမ်းခမောက်ဝိုင်းဝိုင်းကြီးများကိုစောင်းလေရှိပြီးကောင်ရိုးအမျိုးသမီးများမှာဦးကောင်းတွင်ရောင်စုံပိုးဝါကိုအထက်ထက်အထူကြီးပေါင်ထားခြင်းဖြင့်ထင်ရှားသည်လေဝါအိုက်ဆွဲအင်းနှင့်ဖြင်းအုပ်စုဝအိုက်ဆွဲ X ဆွေအင်းအင်းဖြင်းဖိုင်အမျိုးသားဝတ်စုံအနက်ရောင်သို့မဟုတ်အပြာရင်ရောင်ကြက်ခုတ်ရင်စေးအင်ဂျီထူထူကိုဝတ်ဆင်ပြီးအောက်ပိုင်းတွင်တွာလာရလွယ်ကူသောရှမ်းပေါင်းဘီပွားကိုဝတ်ဆင်ကြသည်အမျိုးသမီးဝတ်စုံအနက်ရောင်သို့မဟုတ်အနီရောင်ရင်းရင်းရှိသောကြက်ခုတ်တင်တိုင်းအင်ဂျီရှေကိုဝတ်ဆင်ပြီးအောက်ပိုင်းတွင်မိမိတို့ကိုယ်တိုင်ရက်လုထားသောကြက်ခုတ်ထမီတို့ကိုဝတ်ဆင်သည်အဆောင်အယောင်အမျိုးသားများမှာခါရင်ရိုးရာဓာရှိကိုလွယ်ထားတတ်သည့်အမျိုးသမီးများမှာခါရင်ဝါးခွေနှင့်တစ္ဆေကွင်းများပတ်ခြင်းပတိစိတ်များဆွဲခြင်းနှင့်တွားကိုအမဲဆိုးခြင်းအေမျိုးနွယ်ဒလေးတို့ပြုလုပ်ကြသည်ငါးလားဟုကွေနှင့်ကောအခါအုပ်စုလားဟုဝါရကွေခွာကောအခါခေါရကာအမျိုးသားဝတ်စုံပန်းထိုးပါသောကြက်ခုတ်ရင်စေးအင်ဂျီနှင့်ဘောင်းဘီရှေကိုဝတ်ဆင်ကြပြီးအင်ဂျီပေါ်တွင်ငွေသားကျဲသည့်များကိုပါစီချေထားလေးရှိသည့်အမျိုးသမီးဝတ်စုံရောင်စုံအစင်းများဖြင့်အလှဆင်ထားသောဝတ်စုံကိုဝတ်ဆင်ကြပြီးအခါကောအမျိုးသမီးများမှာအင်ဂျီတိုနှင့်ခမီတိုကိုအနုစိတ်ပန်းထိုးများဖြင့်ဝတ်ဆင်ကြသည်အဆောင်အယောင်အခါအမျိုးသမီးများ၏ငွေစီထားသောခေါင်းဆောင် headdress မှာအထင်ရှားဆုံးဖြစ်ပြီးငွေသားငွေသည်ငွေပြားများစွာဖြင့်အလွန်ခမ်းနားလှပပါသည်6ရင်းအုပ်စုရင်းကြားရင်းခီယရင်းနက်ရင်းနက်အမျိုးသားဝတ်စုံရိုးရှင်းသောရိုးရရင်စေးအင်ဂျီနှင့်ရှမ်းမောင်းဘီရှေကိုဝတ်ဆင်ကြသည်အမျိုးသမီးဝတ်စုံကြက်ခုတ်ကန်းဖြင့်ကိုရိုင်းရဲလှုပ်ထားသောတင်တိုင်းအင်ဂျီရှေကိုဝတ်ဆင်သည်ရင်းကြားမှာရောင်စုံအစင်းကြားများပါပြီးရင်းနက်မှာအနက်ရောင်တက်တက်တင်တိုင်းဖြစ်သည်အဆောင်အယောင်အမျိုးသမီးများသည်လေပင်တွင်ငွေရောင်ပရိစိတ်များသို့မဟုတ်ငွေပြားလေးများကိုရင်ဘတ်ဖုံးသည့်အထိအထက်ထက်ဆွဲထားခြင်းဖြင့်ဆင်ရင်ကြသည်ခုနှစ်ကိုးကန်းနှင့်ညောင်စီမန်စီအုပ်စုကိုးကန်းခခန်ညောင်စီမန်စီမေယမောင်ဆိုင်အမျိုးသားဝတ်စုံတရုတ်ရိုးရာဟန်ရင်စေးအင်ဂျီလက်ရှည်နှင့်ဘောင်းဘီရှေကိုဝတ်ဆင်ကြပြီးအေဂျန်သည့်ရာသီဥတုနှင့်ကိုက်ညီသောအခဲထူများကိုဝတ်ဆင်ကြသည်အမျိုးသမီးဝတ်စုံအနုစိတ်လွန်းသည့်လက်မှုပန်းထိုးများပါဝင်သောရင်ဖုံးအင်ဂျီနှင့်ခမီတို့မဟုတ်ဘောင်းဘီကိုအယောင်အသွေးစုံလင်းစွာဝတ်ဆင်ကြသည်
အဆောင်အယောင်အမျိုးသမီးများမှာငွေထည်လှဆင်မှုများအပြင်ဦးခေါင်းတွင်ပန်းထိုးဘဝများပေါင်းခြင်းနှင့်ဟင်းကိုယ်တိုင်ကျုပ်ပန်းထိုးဖက်နှက်လေးများကိုစီးလေရှိကြသည်ရှစ်ပအိုးဖဲမျိုးနွယ်စုပအိုးဖာအမျိုးသားဝတ်စုံအနက်ရောင်သို့အပြာရင်ရောင်ရင်စစ်လက်ရှည်အင်ဂျီကိုဝတ်ဆင်သည်အင်ဂျီတွင်အိတ်ကတ်3လေးလုံးပါရှိတတ်ပြီးအောက်ပိုင်းတွင်တွာလာရလွယ်ကူသောရှမ်းပေါင်းဗီပွားကြီးကိုတွဲဖက်ဝတ်ဆင်သည်အမျိုးသမီးဝတ်စုံအနက်ရောင်ကြခုတ်တင်တိုင်းအင်ဂျီရှိအော်ရင်ရင်စစ်အင်ဂျီတစ်ထပ်ထပ်ဝတ်ကြသည်အောက်ပိုင်းတွင်ဂျက်ခုတ်ထမီတို့ကိုဝတ်ဆင်ပြီးခြေသလုံးတွင်အဝတ်ခြေစွပ်များကိုအမြဲပတ်ထားလေးရှိသည်အဆောင်ရောင်အထင်ရှားဆုံးမှာနဂါးဦးကောင်းတံထမ်းပေါင်းထားသောရောင်စုံပူဝခေါင်းပေါင်းဖြစ်သည်အတုံးဆောင်နေဖြင့်ငွေစံထိုးငွေနာတောင်းများနှင့်အနုစိတ်ပန်းဖော်ထားသောပအိုးရိုးရာတွေအိတ်ကိုမပါမဖြစ်ဆောင်ထားတတ်ကြသည်မိကုံးကျုပ်အချင်းရှမ်းပြည်နယ်ရှိတိုင်းရင်းသားမျိုးနွယ်စုများသည်မိမိတို့၏မတူကွဲပြားသောရိုးရာဝတ်စုံနှင့်လက်မှုအမှုပညာများကိုယနေ့တိုင်ခိုင်မာစွာထိန်းသိမ်းထားကြသူများဖြစ်သည်အင်းတို့၏ချက်ခုတ်ထဲအနုစိတ်ပန်းထိုးနှင့်ခံထားသောငွေထဲအစင်တန်စာများသည်ရှမ်းပြည်နယ်၏အလှတရားနှင့်ယဉ်ကျေးမှုမြင့်မားမှုကိုဖော်ဆောင်နေသည်ဤကဲ့သို့ကွဲပြားသောရိုးရာဟန်ပန်များသည်တိုင်းရင်းသားအားလုံး၏စီလုံးညီညွတ်မှုနှင့်ဂုဏ်ယူဖွယ်ရာပြယုံများပင်ဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုအသစ်လေးတွေဆက်ကြည့်နိုင်ဖို့ကျွန်တော်ရဲ့ account လေးကို follow လုပ်ထားပေးဖို့မမေ့နဲ့အောင်နော်